မင်္ဂလာပါဂရုရှူရောနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ပြသပေးခြင်းတဲ့အကြောင်းအရာတော့ပါတီပေါက်စီးရီထဲမှာအမိုက်ဆုံးအကျဉ်းဆုံးတစ်ခုဖြစ်တဲ့ပါတီပေါက် Ultimate အကြောင်းလေးပဲဖြစ်ပါတယ်ခင်ဗျပထမဆုံးအနေနဲ့ JBL Pro Sound အကြောင်းလေးပဲပြပြချင်ပါတယ်9 inch subwoofer နှလုံး 4.5 inch mirror speaker နှလုံး 2.75 inch speaker နှလုံးစီပါဝင်တဲ့အတွက်ကြောင့် output 1အနေနဲ့1100ထိထွက်ပြီးအတန်ရည်သွင်းမြင်မာပြီး Dolby Atmos Sporting ပါဝင်တဲ့အတွက်ကြောင့် 3D sound ကိုလည်းခံစားရရှိနိုင်မှာဖြစ်ပါတယ်။ပါတီပေါက် Ultimate Speaker ဟာဆိုရင်နေရာကျကျအထိကိုအတန်ဖြန့်နိုင်ပြီးထူးခြားပြီးထိရောက်တဲ့အတန်စွမ်းရည်ရှိပြီး bass အတန်နဲ့ 3D အတန်တို့ကိုလည်းနားထောင်ခြင်းတဲ့သူတွေအတွက်လက်တွေ့ခံစားနိုင်စေမဲ့စွမ်းဆောင်ရည်ရှိတဲ့အပြင်တခြား TBS speaker တွေထက်ကိုအရန်ထူးခြားတယ်လို့လည်းဆိုနိုင်ပါသေးတယ်။နောက်တစ်ခုက JBL speaker တွေရဲ့အဓိကအသက်ဖြစ်တဲ့ Dynamic Light Show Dynamic Light Show ဆိုတာ JBL 1 နဲ့ချိတ်ဆက်ပြီး Light Show and Music တွေကိုလည်းစိတ်တိုင်းကျချိန်ကြီးနိုင်တဲ့အတွက်ကြောင့်ခက်လန်းလန်း DJ remix တွေကိုမိမိကြွကြွနားဆင်နိုင်ပြီး Party Vibe ကိုလည်းအပြည့်အဝထောက်ပံ့ထားပါသေးတယ်။ UMI and Guitar Input ပါဝင်တဲ့အတွက်ကြောင့် Karaoke ပဲဆို Guitar ပဲတီတီ UMI အနေနဲ့လည်းအသုံးပြုနိုင်သေးတဲ့အတွက်ကြောင့်တချင်းဆိုဝါသနာပါတဲ့သူတွေအတွက်အရင်စိတ်တိုင်းကျစေမဲ့ Speaker တစ်ခုဆိုလည်းမမှားပါဘူး။နောက်တစ်ခုက Wi-Fi and Bluetooth connectivityနောက်ဆုံးပေါ် Wi-Fi 6နဲ့အတူ Bluetooth version 5.3 တို့နဲ့လည်းလွယ်ကူလင်းမြင်စွာချိတ်ဆက်လို့ရနိုင်ပါသေးတယ်။ TWS မှုပါဝင်တဲ့အတွက်ကြောင့် speaker နှလုံးသုံးလုံးထိ multi speaker connection ချိတ်ဆက်လို့ရနိုင်ပြီး Dolby Atmos 3D အတန်ကိုပါ Wi-Fi ကနေတဆင့်ဓာတ်ရိုက်နားဆင်နိုင်ပြီး control လုပ်လို့ရနိုင်ပါသေးတယ်။နောက်တစ်ခုကသူ့ရဲ့ထူးခြားတာလေးကတော့ဖုန်းခေါ်တာပဲဖြစ်ဖြစ် Facebook TikTok သုံးနေရတာဖြစ်ဖြစ် feed score လုပ်နေတဲ့အချိန်မှာတချင်းကအထင်ကချက်တက်သွားခြင်းမရှိဘဲနဲ့ဆက်လက်ပြီးနောက်ကမှ RAM ပြီးတော့ပွင့်နေမှာပေါ့နော် smooth ဖြစ်တယ်ဆိုတဲ့သဘောပေါ့Party Box Ultimate ကို Party Box Wireless Mic, Party Light Pin, Party Light Stick တို့နဲ့အတူတွဲဖက်သုံးပြီးလို့ရနိုင်ပါသေးတယ်။လက်ကင်ကွင်းနဲ့အောက်ခံဘီလုံးတွေပါဝင်တဲ့အတွက်ကြောင့်လည်းတန်နီယာနဲ့တင်မီယာကိုအလွယ်တကူတင်ဆောင်လို့ရနိုင်ပါသေးတယ်။ဒါပေမဲ့ Power Import ကတော့ AC လိုအပ်တယ်ပေါ့နော်။ Waterproof အနေနဲ့ IPX4 Splat Proof Design ပြီးထုတ်လုပ်ထားတဲ့အတွက်ကြောင့်ဈေးဆိုးတန်ခံနိုင်တဲ့အတွက်ကြောင့်လုံးဝကိုစိတ်ပူစရာတော့မလိုအပ်ပါဘူး။ကဲဒါဆိုရင် Party Box Ultimate ရဲ့ Parking Box ထဲမှာဘာတွေပါမလဲဆိုတော့Party Box Ultimate ပါမယ် Right and get AC power cord ပါမယ်ဒါကတော့ AC plug ပေါက်ပေါ်မှာ EU region ဖြစ်ဖြစ် US region ဖြစ်ဖြစ်မျိုးစုံသုံးနေရတဲ့ club ပေါက်လေးပေါ့နော်ပြီးတော့ Quick Start Guide ပေါက်ပါမယ် CPC and when it get ကိုပါလိမ့်မယ်ပေါ့နော်ပါတီပွဲတွေမှာပဲဖြစ်ဖြစ်ပျော်ပွဲရွှင်ပွဲတွေမှာပဲဖြစ်ဖြစ်အတန်ဆန်းဆောင်ရေးအပြည့်အဝနဲ့သုံးကျင်နေဆိုရင်အခု JBL Party Box Ultimate လေးကအတော်လေးကိုအမိုက်ဆုံးဖြစ်ပြီး sound quality ဘိုင်းမှာဆိုရင်လေအထူးတလေပြောနေစရာမလိုအောင်ကောင်းမွန်ပြီးခင်မီစမ်းသစ်ပြီးလွင်မျောစင်းမျောစေမဲ့ vibe ကိုလည်းပေးပါတယ်ဒါဆိုရင်အခုကျွန်တော်ပြပြသွားတဲ့ JBL Party Box Ultimate လေးကိုစိတ်ပါဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ group showroom မှာလာရောက်ဝယ်ယူအတွက်လည်းဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာကောင်းသောမင်္ဂလာနေ့ရက်လေးဖြစ်ပါစေခင်ဗျာ